အခုကတော့ခဲ့တဲ့နေရာကနေပြန်လာနေပါပြီဟိုးပဲအဆုံးကိုသွားတာအဲ့မှာမောင်းနေပြီဆိုတော့အခုဘယ်နှစ်နာရီရှိပြီလဲဘယ်နာရီရှိပြီလဲ6နာရီ9မိနစ်ရှိပြီ6နာရီ9မိနစ်ဆိုတော့မောင်းနေပြီဒါအားကိုရှိတော့မှပြန်လာလို့အချိန်ရမှာမဟုတ်ဘူးအားနဲ့ပြန်နေတာပြေးနေတာဒီဘက်ခြံသေးမှာဒီခြံသေးမှာကိုယ်ရဲ့အကောင်ကြီး4ကောင်ရှိတယ်တက်ကောင်ဆိုးတယ်ပထမကျွန်တော်ဝင်တော့ကကျွန်တော်ကိုဝိုင်းလိုက်တည်တယ်အင်ချိန်ကပြောလိုက်လို့နော်မဟုတ်လို့ကတော့ဒီနေ့တော့ခွေးခိုက်ခံရမှာအတိချပဲအခုတွားခဲ့တာကနေရာတွားရှင်ရာကနေရာဟိုးဘက်ကိုဒါပဲနဲ့ဟိုတယောက်ကြောက်လို့အဲ့ဒါကောင်ကြောက်လို့မတွားဖြစ်တာတော်နုရဲ့ကောင်အဲ့ငါမင်းကြောက်လားသူကကြောက်နေတာသူကခြေကပြေးနေတာဒီကောင်ငါခြေကနေတော့ပြေးလိုက်သေးတယ်အခုကလာတဲ့အခါတော့ကားနဲ့လာတာကတယောက်ကမှ30စီပြရတယ်ကားနဲ့လာပြီးတော့ပြန်သွားတာကကားမရှိဘူးဒီတိုင်းလမ်း6ပြီးပြန်မှာနော်ဒါကတော်တော်ကြားတဲ့နေရာဒီနေရာမျိုးမှာဒီလိုနေရာမျိုးမှာပြန်ပြီးဆွဲကဲရတာနေရာမျိုးတွေကျွန်တော်တွေကဒီလောက်နှက်တဲ့နေရာအထိလာတာနော်တော်ရုံတက်သီးရှိအောင်ဟိုတော်တက်သီးရှိရကျွန်တော်ကနော်ဟိုတယောက်အဲ့ကောင်တော်ကြောက်တာတော်ကြောက်တယ်မင်းဗီဒီယိုလုပ်ငါလာတဲ့ဗီဒီယိုလုပ်နေရအောင်မလားဟိုဘက်တောတဲမှာမေကြောင်းဟွာရှိတယ်မေကြောင်းတွေရှိတဲ့နေရာရှိတယ်အဲ့ဖက်မှာဒါကကြောက်စရာကြီးတော်လေးကိုကြောက်ဖို့ခေါ်တယ်နော်နောက်ပြီးတော့ဗီဒီယိုဆက်တင်အောင်မယ်ဒါကလမ်းတာရှိတာကားမရှိဘူး